ပိုပြောမှာကနော်ဒီမှာကစုကျင့်နဲ့စုကျင့်နော်စုကျင့်ပေါ့နော်စုကျင့်နဲ့ဒီကောင်ကစုရှောက်အဓိပ္ပာယ်မတူနော်စုကျင့်ဆိုအဓိပ္ပာယ်ကနီးကပ်လာတယ်ပေါ့နော်ချင်းကပ်ဆိုတဲ့ဘောပြောတယ်ဒီမှာစုရှောက်ကထိရောက်မှုရှိတယ်လိုချင်တဲ့ရလိုက်ရတယ်ဆိုတဲ့ဘောပေါ့နော်စုရှောက်ကနော်โอเค会有我们更加努力的受尽景象，才能是我们所期望的结果真正奏效。OK，so 唯有才马达林都有偏么说的保镖啊，喏，唯有才 ，OK， 我们更加努力的，这个不就是比如嘞，喏，受尽景象，慢点股的保了嘞，干哪？慢了去个铺。စူးစမ်းမယ်ဆိုဒီလိုကျွန်တော်တို့အနေနဲ့ဒီလိုဒီထက်ပိုစူးစမ်းပြီးတော့အမှန်တရားနဲ့နီးအောင်လုံးမတာလိမ့်နဲ့ဆိုင်နေ是ဖြစ်စေလိမ့်မယ်我们所期望的结果ဆိုတော့ငါတို့မျှော်လင့်ထားတဲ့ရလဒ်ကိုဖြစ်လာစေလိမ့်မယ်真正奏效နော်လို့ဖြစ်လာစေလိမ့်မယ်ဆိုတော့အမှန်တကယ်ကိုထိရောက်မှုရှိလာစေလိမ့်မယ်နော်ကိုကျွန်တော်ရလဒ်ကိုရအောင်ဖန်တီးပေးနိုင်လိမ့်မယ်ဆိုတော့ဘောပေါ့နော် OK 有什么话想说就多收近点来说吧ဆိုတော့ OKပြောနေတဲ့စကားဘာပြောနေတဲ့စကားဘာပဲရှိရှိပေါ့နော်ပြောနေတာရှိရဆိုတော့就多收近点နော်နားကလာပြီးတော့လည်း来说吧ပြောပါနော်多一点耐心နည်းနည်းစိတ်ပူရှည်ပေးပါဦးနဲ့多一点耐心我还需要确认这种办法能奏效与否 OK 能与否ရဲ့အဓိပ္ပာယ်ကလာမလားဆိုတဲ့ဘောကိုပြောတာပေါ့နော်确认အတည်ပြုတယ်နော်ဆိုတော့ဒီလိုနီလန်မျိုးကထိရောက်မှုရှိနိုင်ကိုငါပြောတာလေဒီ confirm လုပ်ဖို့နော်confirm လုပ်ဖို့နော်အတည်ပြုဖို့လိုသေးတယ်တဲ့ဆိုပါတယ်နည်းနည်းပို့ပြီးတော့စိတ်ရှိပေးပါဦးတဲ့ရမယ်ထင်ပါတယ်နော် okay